ဒီနေ့ကတော့ကျောင်းရှိရဲ့စောစောထားဖြစ်ပါတယ်စောစောဆိုပေမဲ့17ခွဲလောက်တော့ရှိပါပြီပြီးတော့မနက်ထားလာရေတောက်ပါတယ်ဒါကတော့မဖြစ်မနေတောက်ပါတယ်ပြီးတော့ကျွန်တော်မျက်နှာတက်တာကတော့ရေချိုးအားတော့လုပ်ပါတယ်ဒါကတော့ရေချိုးပြီးဂလိုးနေအနေထားပါအလဲပြီးတော့အမေနိုင်ငံထည့်ပေးလိုက်တဲ့ skin care တွေသုံးပါတယ်ဘာတွေလဲတော့မသိပါဘူးဒါပြီးရင်ဒါသုံးဆိုတော့ကျွန်တော်လည်းဒါပြီးရင်ဒါသုံးပါတယ်ဒါကတော့နောက်တစ်မျိုးရှုပ်နေတာပဲအခုကတော့ skin care ပြီးလို့ခေါင်းဖိရမယ့်အချိန်မှာခေါင်းတော့ဖိလိုက်ပါဦးမယ်ဒီမှာခေါင်းကိုရွှိုင်းပါတယ်ဟိုလန်ဒီလန်နဲ့ပြီးသွားပါတယ်ဒါကတော့နှိမ့်လေစာကျဥကြော်မနက်စာကတော့မစားတာများပါတယ်ဘာလို့ဆိုတော့ကျွန်တော်ကချွေတာတော့နည်းနည်းပါဂျပန်ရောက်နေဆိုချွေတာရတော့မယ်လေနော်ကိုကတော့ကျောင်းတော့ကြာနေလို့စပယ်ကိုဗန်ဒီဇယ်လိုမောင်းပြီးကျောင်းကိုသွားနေဖြစ်ပါတယ်မီးပွင့်ကလည်းကျောင်းတော့ကြာရဲဆိုအဲဖာမိပါတယ်မပြီးရမရှိပါဘူးနောက်ကြတိုင်းမိတာအခုတော့ကြောင်းရောက်ပါပြီကျွန်တော်ပြေးနေရပြီဒါကတော့ခဏတော့ကော်ဖီလာဝယ်တာပါကော်ဖီကတော့မတောက်လို့မရပါဘူးဒါအိမ်ခိုင်းလို့ပါဒါကတော့တောက်နေကြကော်ဖီလေးခုကတော့ကြောင်းစင်ပါပြီကြောင်းစင်တဲ့ချက်ကတော့အပျော်ဆုံးပါကိုတော့ကျောင်းအောင်စစ်စစ်ချင်းအဆောင်တန်းပြန်နေရပါတော့ကျွန်တော်အရှိကနေနေစပိန်နေရမင်းပြန်ရကျွန်တော်နေရာတော့ဒီနေ့အတုံးမရှိတော့အဆောင်တန်းပြန်နေရဖြစ်ပါတယ်ကျောင်းစစ်တာလည်းပို့ပြောပါတယ်အလုံးမရှိတာနောက်ပြီးတော့ကိုကခရစ်စမတ်လည်းနေပြီဆိုတော့ကျောင်းရက်ခွက်ထဲမှာလည်းမီးတွေထွန်းနေပါပြီတော်တော်လှပါတယ်အခုကတော့အဆောင်ပြန်ရောက်ပါပြီအခုကတော့ရောက်ချင်းအပြင်ပြန်ထွက်ပါပြီဘာလို့ဆိုတော့ကျွန်တော်နဲ့အတူတူနေတဲ့ကိုကြီးရောလာစာထုတ်ခါစားလေးဆိုတော့ဒီညတော့ကောင်းကောင်းမွန်မွန်စားမယ်ဆိုပြီးတော့ KFC ဆိုင်မှာကြက်ကြော်တော့ကိုလုပ်ပါတယ်တော်တော်အေးပါတယ်ဒါတော့12လပိုင်းမြောက်သူတော်တော်အေးနေပြီရှစ်အခုကတော့ဆိုင်ရှိရောက်ပါပြီ KFC ဆိုင်နေတော့ဗီဒီယိုရိုက်လို့မရတော့ဝင်မရိုက်လိုက်ရပါဘူးပြီးတော့ပြင်တဲ့အချိန်မိုးရွာလာတော့အသေးအံနေပြီးပြင်ရပါသေးတယ်ခုကတော့ဝါဒီထိုင်းအားလုံးတက်တာပါခင်ဗျာကျွန်တော်စားလိုက်ပါအောင်မယ်